အချိန်ကည10 နာရီကျော်ရှိပြီမိုးကလည်းရွာနေတော့အိမ်ခေါင်မိုးတုတ်ပြားကိုမိုးဆက်မိုးပေါက်ကြတံများကကျဲလောင်စွာကြားနေရတယ်ကိုအောင်ကမီးရထားတန်လန်းဘေးကငှားနေတဲ့အိမ်လေးလေးကိုဝင်လာခဲ့တယ်ဒီအိမ်ကိုသူငှားနေခဲ့တာ3 လလောက်ရှိပြီအိမ်ရှင်ကစကားနဲ့တဲ့ထဲပါတယ်ပထမဆုံးအိမ်ကိုစငှားတဲ့နေ့မှာအိမ်ရှင်ကသတိပေးစကားတစ်ခုပဲပြောခဲ့တယ်ည12 နာရီနောက်ပိုင်းအခန်းနံပါတ်ကိုမကြည့်နဲ့နော်ကိုအောင်ကအဲ့ဒီစကားကိုဟာတာလို့ပဲထင်ခဲ့တယ်ဒီညတော့မိုးကအရမ်းရွာအလုတ်ကပင်မဖုံးအားကလည်းနည်းနေပြီအခန်းထဲဝင်ပြီးတကားပိတ်လိုက်တယ်နောက်ကနေအတန်တစ်ခုကြားလိုက်ရတယ်ကိုအောင်လှည့်ကြည့်လိုက်တယ်တကားပဲဘာမှမရှိဘူးလေတိုက်တန်ဖြစ်မယ်ဆိုပြီးသူ့ကိုယ်သူပြောလိုက်တယ်အခန်းထဲကမီးဖွင့်လိုက်တယ်မီးလင်းလာပြီးအခန်းနံရံပေါ်မှာအရင်ကတခါမှမရှိဘူးတဲ့နံပါတ်မရှိတဲ့အဖြူရောင်တကားတစ်ချက်ရောက်နေတယ်တကားပေါ်မှာအခန်းနံပါတ်မရေးထားဘူးသူအိမ်ရှင်ပြောခဲ့တဲ့စကားကိုပြန်တွေးမိရင်းကိုအောင်ကြောက်စိတ်တွေဝင်လာတယ်တကားကိုကြည့်ပြီးသူတွေးနေမိတယ်ဒီအခန်းမှာတကားကတပေါက်ပဲရှိရမှာလို့ကိုအောင်စိတ်ထဲကနေတီးတိုးပြောနေမိတယ်တကားကိုလက်နဲ့ကိုက်ဆန်းကြည့်လိုက်တော့သူတခါမှမခံစားဘူးတဲ့အေးဆက်ဆက်ခံစားမှုတစ်ခုခံစားလိုက်ရတယ်အဲ့ဒီအချိန်အသွင်းမိုးကင်ထားတဲ့ဖုန်းထဲကနေအတန်တစ်ခုထွက်လာတယ်ကိုအောင်ကဖုန်းမဖွင့်ထားပဲဖုန်းစကရင်ပေါ်မှာဗီဒီယိုတစ်ပုဒ်သူ့အလိုလိုပွင့်လာတယ်ဗီဒီယိုထဲမှာအခန်းထဲမှာရှိနေတဲ့ကိုအောင်ကိုယ်တိုင်ပဲဒါပေမဲ့မျက်နှာကဖြူပက်ဖြူရောမျက်လုံးကမရှိပဲကြောက်စရာအတန်နဲ့ကြီးနဲ့ဗီဒီယိုထဲကကိုအောင်ကမဝင်နဲ့အဲ့ဒီတကားကိုမဖွင့်နဲ့လို့ပြောတယ်ကိုအောင်ကလန့်ပြီးဖုန်းကိုပစ်ချလိုက်တယ်ဒီတခါတော့အဲ့ဒီနံပါတ်မရှိတဲ့တကားကနေအတန်တစ်ခုထပ်ကြားလာရတယ်မင်းရဲ့အခန်းပြန်ပေးရမယ်ဆိုပြီးအတန်နဲ့ကြီးနဲ့ပြောလာတယ်အဲ့ဒီနောက်တကားကတဖြည်းဖြည်းသူ့အလိုလိုဖွင့်လာတယ်အတွင်းမှာအလင်းရောင်မရှိပဲမှောင်မိုက်နေတယ်ကိုအောင်ကကြောက်လို့နောက်ဆုတ်ပြီးအခန်းထဲကပြန်ထွက်မယ်လို့တော့အရင်ဝင်လာတဲ့တကားကမရှိတော့ဘူးအခန်းကတဖြည်းဖြည်းအမှောင်ရိပ်တွေနဲ့ဖုံးလာတယ်တကားအနောက်ကအဆုံးမဲ့အမှောင်ထဲကနေလူအများကြီးရဲ့အတန်ကိုကိုအောင်ကြားနေရတယ်ငါတို့လည်းဒီအခန်းကိုငှားခဲ့တယ်ပြန်မထွက်နိုင်ခဲ့ဘူးခုတော့မင်းကငါတို့တဲကတယောက်နေရဝင်ဖို့အလှည့်ကျလာပြီအမှောင်ထူးပြည့်နေတဲ့အခန်းထဲကနေလက်တွေအများကြီးထွက်လာခဲ့ပြီးကိုအောင်ရဲ့လက်တွေခြေထောက်တွေကိုဆွဲထားခဲ့တယ်နောက်ဆုံးမှာအခန်းထဲကနေဗီဒီယိုထဲကကြောက်စရာပုံစံနဲ့ကိုအောင်ထွက်လာပြီးဒီအခန်းထဲကနေထွက်ချင်နေတဲ့သူတွေကိုနေရာပေးဖို့လိုတယ်လို့ပြောပြီးကိုအောင်ကိုမှောင်မိုက်နေတဲ့အခန်းထဲဆွဲခေါ်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးကိုအောင်ကိုလုံးဝပြန်မတွေ့ရတော့ဘူးကိုအောင်ပျောက်နေတဲ့သတင်းကြတော့အိမ်ရှင်ကကိုအောင်နေခဲ့တဲ့အခန်းကိုရောက်လာခဲ့တယ်အိမ်ရှင်ကအခန်းတကားကိုဖွင့်လိုက်တော့နံရံပေါ်မှာသွေးတွေနဲ့ရေးထားတဲ့စာတစ်ကြောင်းတွေ့လိုက်ရတယ်ဒီညအခန်းလွတ်တခန်းရပြီ